အခန်းနှင့်မမတ်ရရထိုနေ့ကမိုးရွာနေသည်မိုးရွာနေမှန်နဲ့ခြံအပြင်ရောက်မှကျမတို့နှစ်ဦးသိကြသည်မောင်နှင့်ကျမနှစ်ဦးဆေးဖြူတုပ်ထားသောတံတားလေးပေါ်၌ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်ကိုရင်းနှီးမြောင်းနှင့်မှခြားတိတ်ကလေးနှစ်ဦးကအထူးဆန်းသဖွယ်ကြည့်နေကြသည်မိမိပျော့ပျော့ဖြစ်သွားမှာပါဟုသောဖြစ်သည့်စကားကိုရုတ်တရက်ကြားယောင်လာမိသည်မောင်ပြောခဲ့သောစကားမဟုတ်နိုင်မောင်နှင့်ပတ်သက်သမျှကျမအစွဲလန်းကြီးမားသည်ကိုမောင်အသိဆုံးပါရှင်းသန့်နေသောစားပွဲပေါ်မှာတစ်ခုခုလိုသေးသည်မောင်းဓာတ်ပုံလိုနေတာပင်ထင်းရှူးသစ်သားထဲမှမှောက်သိမ်းထားသောဖိုတိုစတန်ကိုထုတ်ယူ၍လက်ကင်ပေါ်ဖြင့်ဖုံးသုတ်ပေးလိုက်သည်မောင်ဓာတ်ပုံရိုက်လျင်အပြင်မှလိုကြည့်မကောင်းပါဓာတ်ပုံထဲတွင်မောက်နှာခမ်းအောက်နှာခမ်းသည်နဂိုထက်ပို၍ထူပြီးအနည်းငယ်အလေးရိပ်ကျလျင်ပင်တွဲကျလိုနေပါဖြစ်သွားသည်မောက်မျက်လုံးများကအပြင်မှလောက်မဆူးရှာဘဲရှက်ကိုးရှက်ကန်းဖြစ်နေတတ်၏နောက်ပြီးရေလိုက်လျင်တအားချစ်ဖို့ကောင်းသောမောင်သည်ဓာတ်ပုံထဲမှမည်သူမျှမရေပြုံးတတ်ပါမောင်ရေမောသည့်အချိန်တွင်ကျမငေးမောကြည့်မိ၍မောင်ကကလေးလိုပဲနော်ဟုတဖွာဖွာရွတ်တိုင်းစိတ်တူတတ်သောမောင်သည်ကျမကိုတော့မကြာခဏစိတ်ကောက်တတ်ပါသည်မောင်မို့စိတ်ကောက်ပြီးလျှင်ဆိုလျင်ကျမကအမြဲရိပ်မိတတ်သည်မောင်စိတ်ကောက်ပြီးဆိုလျင်နံနက်တိုင်းကျမစီလာနေကြမလာတော့ပါဆေးရုံမှလည်းမောင်နဲ့တဖွဲ့တည်းမဟုတ်၍ကျမတို့နှစ်ယောက်မတွေ့ကြပါထိုအခါကျမကညနေကျောင်းဆင်းလျင်ဤအိမ်သို့လာရပါသည်အခန်းထဲမှတယောက်တည်းထိုင်၍ဖဲရိုက်နေသောမောင်ကိုကျမချော့ရတတ်ပါသည်အများအားဖြင့်မောင်နေ့လည်ကဘာစားသလဲဟုသာမေးတတ်ပါသည်မောင်ကမကြားချင်အောင်စောင့်နေတတ်ပါသည်မောင်သည်ညစာကိုသာအိမ်ရှင်ထံမှထမင်းချိုင်ယူစားပြီးနေ့လည်စာကိုကျောင်းအနီးကစားသောက်ဆိုင်တစ်ခုခုမှာကြုံသလိုစားတတ်ပါသည်တခါတရံမောင်ပစ္စံပြက်သည့်အခါနေ့လည်စာဖို့မရှိသည့်အခါကျမတို့အဆောင်မှကျမအတွက်နေ့လည်စာထမင်းဟင်းကိုထမင်းဘူးထဲတွင်ပြည့်သိမ့်နေအောင်ထည့်လာပြီးဆေးရုံကြီးကစာသင်ခန်းမှသီယေတာတွင်ဖြစ်စေကျောင်းကစာသင်ခန်းမတွင်ဖြစ်စေကျောင်းကန်တင်မှလက်ဖက်ရည်တောက်ရင်ဖြစ်စေကျမတို့နှစ်ယောက်အတူစားတတ်ပါသည်ကျမကိုမောင်စိတ်ကောက်လျင်ပတ်စံပြက်နေစေကမူနေ့လည်စာကိုကျမနဲ့အတူမစားတော့ပါအဆောင်နေတငယ်ချင်းတယောက်ထံမှသွားစားလျင်စားမည်သို့မဟုတ်တစ်ချက်လောက်မှမရှိတော့လျင်ဝင်းသီတာလက်ဖက်ရည်ဆိုင်မှာအကျွေးသားတောက်မည်ပြီးတော့ဘသူနဲ့မှစကားမပြောဘဲဆေးရုံဆင်းစရာရှိလျင်သွားမည်အတက်မရှိတော့လျင်နန်းရှိသို့ပြန်လာပြီးသူ့အခန်းကျင်းလေးထဲကကုတင်ပေါ်မှာမှောက်လှဲအိပ်ပြီးကျမလာအချော့ကိုစောင့်နေမည်မောင်စိတ်ကောက်ပြီးဆိုလျင်ကျမညနေစာထမင်းယူထားဖို့တငယ်ချင်းကိုမှာပြီးနန်းရှိသို့အလျင်ဆုံးလာခဲ့ရတတ်၏မောင်နေ့လည်ဘာစားလဲမောင်ပြန်မဖြေပါကျမကမောင်တွေ့ယူလာသောကျိုင်းတုံပေါင်မုံကိုထောပတ်တုပ်၍တကြားဖြူကမောင်ကိုကျွေးပါသည်မောင်ဒီပေါင်မုံထောပတ်တုပ်ကိုအလွန်ကြိုက်သည်တစ်ခါလောက်ကျွေးရုံနှင့်မောင်စားမည်ထင်လျင်မှားသွားလိမ့်မည်မောင်ဒီတစ်ခါတည်းစိတ်ရှိလက်ရှိကောက်နေတတ်၏မောင်စားနေမှတိလို့ဝင်လာတာစားနော်ဒီလောက်နဲ့မောင်စိတ်ကောက်မပြေတတ်ပါကဲနောက်တစ်ခါဆိုရင်မောင်မကြိုက်ပဲတယောက်တည်းရုပ်ရှင်သွားမကြည့်တော့ဘူးနော်မောင်စိတ်ကောက်မည်ဆိုလျင်လည်းကောက်ချင်စရာကျမသည်ရုပ်ရှင်ကားတကားကိုကြိုက်ပြီဆိုလျင်မိကဲ့သို့အခက်ခဲမျိုးရှိပါစေကြည့်ပြအောင်ကြည့်တတ်ပါသည်မောင်နှင့်ကျမအဖွဲ့ချင်းမတူသဖြင့်အားလဲချိန်ချင်းလည်းမတူပါကျမအားလဲချိန်တွင်မောင်ကဆေးရုံမှာကျူတိုရီယယ်ရှိခြင်းရှိမည်လက်ချရှိခြင်းရှိမည်သို့မဟုတ်အောင်ဆန်းဆောင်မှာဖေးဝါးဖြစ်ခြင်းဖြစ်နေမည်ကျမကတော့ကျမအားလဲချိန်ဆိုလျင်အဖော်တယောက်ခေါ်၍ရုပ်ရှင်တွက်ကြည့်ပြလိုက်တာအဖော်လိုက်မည့်သူမရှိလဲကျမတယောက်တည်းသွားကြည့်သည်ထိုအခါမောင်ကအယမ်းစိတ်ဆိုးသည်ပထမနှစ်ကလေးကခင်မင်ရင်းနှီးလာသောကျမနှင့်ဝါသနာတူဇယိုက်တူယောက်ျားလေးတငယ်ချင်းနှင့်တမိတမျောလက်ဖက်ရည်ဆိုင်မှာစကားပြောဖြစ်ကြလျင်လည်းမောင်စိတ်ကောက်မည်မိန်းကလေးကိုကမိန်းကလေးနဲ့မတူဘူးဟုပြစ်တင်ရှုံချမည်မသင့်တော်တာဆိုတိတ်လှုပ်ချင်တယ်နည်းနည်းမှထိမ့်သိမ့်မှုမရှိဘူးဟုလူကြီးတယောက်လိုမပြီးနိုင်မစည်းနိုင်အပြစ်ဆိုနေတော့သည်ရိုးရိုးသားသားစကားပြောတာပဲဥစ္စာမောင်ကလည်းသူ့မှာလည်းရီးစားနဲ့မောင်လည်းအသိမရှိနဲ့ကျမကအနည်းငယ်စိတ်ကောက်ဖို့ကြံရွေစေသူကအလျင်စိတ်ကောက်လေသည်တကယ်ပါပဲတော့ပထမနှစ်ကလေးကခင်လာတာအခုပဲ9နှစ်ရှိပြီသူနဲ့ရီးစားဖြစ်မှပဲချုပ်ချယ်တာခင်ရတော့တယ်မကြုံမှုပါဘူး
ခေဆန်းဝင်းကအဖြစ်ဝင်းမြင့်ထွန်းကိုစိတ်မကောက်ပါဘူးသူပဲငါ့ကိုကောက်နေတော့တာပဲကျမကသူကြားအောင်တိတ်လည်းမကျင်းအောင်အတန်ခက်တိုးတိုးဖြင့်တွတ်ညင်းညွန့်လင်းလေသူကတော့မကြားဟန်စောင့်နေတာပါပဲဘာရီမြဲအကြီးတကြီးပြောစရာရှိလို့3 နာရီကြာအောင်ထိုင်နေကြတာလေမောင်သည်ကျမကိုယောက်ျားလေးတငယ်ချင်းနဲ့ပတ်သက်ရင်အနည်းငယ်များစိတ်မချတတ်ပါမောင်ကိုကျမချောရသောနည်းများမှာမမက်မိအောင်များပြားခြင်းမရှိပါကျမဒီတစ်ခါတည်းချော်နည်းတစ်ခုတည်းကိုသာထက်တလဲလဲသုံးတတ်ပါသည်ပေါင်မို့ထောပတ်တုတ်ကျွေးချော့သောအခြေအနေသည်တိတ်မဆိုးဝါးသောပဋိပက္ခတစ်ခုတလေအတွက်ဖြစ်သည်ရှုပ်ပွားနေသောမောင်အခန်းကိုရှင်းလင်း၍မောင်အဝိစာတချို့ကိုသိမ်းတချို့ကိုလျှော်ဖို့၍မောင်အတွက်ညစာကိုပြင်ဆင်၍ချော့ရပြီဆိုလျှင်ပဋိပက္ခနည်းနည်းကြီးသောကြောင့်ဖြစ်မည်တိတ်ဆိတ်ဆိုးလျင်မောင်သည်ထမင်းပကံများခြိုက်များကိုပြစ်ပေါက်ရိုက်ခွဲတတ်သည်တခါတော့ညစီတဲ့စာအုပ်အယောင်းဆိုင်မှယောက်ျားလေးတငယ်ချင်းတယောက်နှင့်ပတ်သက်၍အကြီးအကျယ်စကားများခဲ့မှုသည်ကျမကတော့ဤကိစ္စနှင့်ပတ်သက်၍ကျမအပြစ်မဟုတ်ဟုအမြဲယုံကြည်၏မောင်သည်ဈေးချိုဖြစ်စေတရုတ်တန်းညစေဖြစ်သည်ကျမကိုဘရောမှလိုက်မပို့တတ်ပါမောင်ကတမျိုးပါပဲမောင်အတွက်စပိုးရှက်ဝဲလင်းတော့မောင်ဘရောမှမလိုက်ချင်တဲ့ထို့ကြောင့်လည်းဈေးသွားလီမောင်ကိုမခေါ်ပစ်ခဲ့ပါညဈေးမှာစာအုပ်သွားဝယ်ခြင်းသွားရောင်းခြင်းအမှုကိစ္စတို့၌မောင်ကိုဘရောမှအာမကိုခဲ့တငယ်ချင်းနှင့်အတူသွားစမြဲဖြစ်သည်ညဈေးသွားသောနေ့၏နောက်တစ်နေ့တွင်ကျမတို့နှစ်ယောက်ဆိတ်ဆိုးကြစမြဲဖြစ်သည်တခါမှာတော့မောင်ကညဈေးရကောင်တွေကအလကားကောင်တွေနင်တနေ့ဒုက္ခရောက်မယ်ဟူသောအဓိပ္ပာယ်မျိုးမောင်စကားအတိအကျအတိုင်းမမှတ်မိပါကျမကိုပြောလေသည်ကျမကတငယ်ချင်းမှမခင်မရက်နိုင်ဖြစ်ပြီးမောင်ကိုပြန်អော်မိသည်မောင်တော့သူများကိုအသက်လွတ်မစော်ကားနဲ့ထွန်းထွန်းကမောင်ထက်တောင်ချစ်ကိုနားလည်သေးရဲ့သိလားဤစကားတခွန်းသည်မောင်ကိုပြင်းထန်စွာနာကျင်စေဟန်တူပါသည်မောင်ကကျုပ်စရာကောင်းလောက်အောင်တစ်တစ်ချက်ခောက်ပြီးကျမကိုရိုက်မလို့လက်ရွယ်လိုက်လေသည်ပြီးမှသူစိတ်ကိုသူပြန်ထိန်ကကျမကိုအကြာကြီးငေးမောဆဲကြည့်နေခဲ့သည်ထိုအခါကျမှကျမစကားမြည်မှပြင်းထန်ဆူကြကြောင်းရိပ်မိရသည်သို့တော့မတတ်နိုင်တော့ပါအချိန်ကြီးအလုံးလွန်ပြီးပြီကျမငေးကြည့်နေစဉ်မောင်ကပြုံးပြသည်မောင်အပြုံးကိုကျမမကြည့်ရပါကောင်းပြီလေဒါဆိုလည်းမောင်ထက်နားလေတဲ့သူနဲ့ဘာဖြစ်လို့အတူမနေတာလဲထိုမြတာစကားတူတူလေးဆိုပြီးမောင်ကခြာကနေလက်ထွက်သွားသည်ကျမကြောင့်ရက်မနေပဲမောင်နောက်ကချက်ချင်းအပြေးလာလိုက်သွားခဲ့သည်အဲ့ဒီတုန်းကမြန်ကျမဘာလို့ရမှန်းမသိပဲတငုံငိုတရေရေဖြစ်နေခဲ့လျင်မောင်နဲ့ကျမအလွန်စောစွာလမ်းခွေးစားရမည်ဖြစ်ကြောင်းပြန်တွေးမိတာယခုတိုင်ရင်ပူထိတ်လန့်စေဖြစ်သည်မမက်ရရထိုနေ့ကမိုးရွာနေသည်မိုးရွာနေမှလည်းချဲအပြင်ရောက်မှကျမတို့နှစ်ဦးသိကြသည်မောင်နဲ့ကျမနှစ်ဦးဆေးဖြူတုပ်ထားသောတရားလေးပေါ်၌ရုံရင်းဆန်ခက်ဖြစ်နေကြသည်ကိုရင်းကြီးမြောင်းထဲမှခြေတိတ်ကလေးနှစ်ဦးကအထူးဆန်းသဖွယ်ကြည့်နေကြသည်မောင်ဘယ်မှမသွားပါနဲ့ချစ်ကိုတနာပါအောင်ကွယ်ခမည်းကိုနားလေတဲ့သူနဲ့ဘာဖြစ်လို့ဆက်နေချင်ရတာလဲသွားပါစေပေါ့မဟုတ်ဘူးချစ်နောက်မောင်မကြိုက်တဲ့တခုမှမလုပ်တော့ပါဘူးအိမ်နဲ့ပြန်လိုက်ခဲ့ပါနော်မကြေနဲ့ချစ်ကိုရိုက်ပစ်ပါမောင်ကျမကိုဘယ်တော့မှမရိုက်ဘူးပါမိုးဆူရွှဲနေမယ်ယခုမှတရေရသွားသောမောင်သည်မကောင်းတတ်၍လိုက်လာရသောအမူအရာမျိုးဖြင့်ကျမဘေးနားမှပါလာသောကြောင့်ကျမပျော်မိသည်များဘာနှင့်မျှနှောင်း၍ရမည်မထင်ပါအခန်းပြန်ရောက်တော့ငုံငုံငငန်ကြီးမတက်ရက်နေသောမောင်ရဲ့အဝတ်ဆိုတွေကျမကချွတ်ပြီးလိုက်သည်လုံကြီးဆွဲချွတ်မိဟန်ပြင်တော့မောင်ကကမန်းကရန်ပန်ဆွဲထားပြီးကလေးမဟုတ်ဘူးကိုယ့်ဘာသာကိုလဲမယ်ခန့်ငေါငေါဆိုသည်မောင်ပစိုးလဲပြီးသောအခါကျမကမောင်ရည်ဆိုအဝတ်အများကိုအခန်းပြင်ကကျိုးတန်းမှသွားလန်းသည်ပြန်လာသည့်အထိမောင်ကတော့မတ်တက်ရက်၍မျက်မှောင်ကျုံနေစေကျမနတ်တုပ်ဘဝကိုယူ၍မောင်စပင်ရည်ဆိုများကိုခြေပြားချပြီးမမိတမီလှမ်းတုပ်ပေးသည်မောင်ကမျက်နှာထားအနှဲငယ်များမလျှော့ပါအခါတိုင်းသာဆိုနေပုတ်လိုက်တဲ့အရက်တော်ဟုကျမကိုဆောက်တတ်တော်လေယခုအခါအလိုငြိမ်သက်တွေ့ဝင်နေသည်နေပါစေခမည်းကျွေးနေလဲစိုးနေတာပဲကိုဟာကိုတော့တည်ငြိမ်သောမျက်နှာထားနှင့်ခက်ဆက်ဆက်ပြောလိုက်သောကြောင့်ကျမစိတ်ထဲအမြင်ကက်လာမိသည်သို့တော်ကျမကချော့ပြီးဆိုလေစိတ်ရှိလက်ရှိချော့ရသူမဟုတ်လားမောင်ချစ်ကိုမုန်းသွားပြီလားယင်မောင်မေးစိတ်လုံးလုံးလေးကိုဆွဲညှိရင်မေးလိုက်တော့အခါလေမောင်ကျမကိုငုံကြည့်ပြီးဘာမှပြန်မပြောပါချစ်ကိုခွင့်မသွားရဘူးနော်မောင်နောက်မောင်မကြိုက်တာဘယ်တော့မှမလုပ်တော့ဘူးနော်နောက်တစ်ခါလုပ်ရင်တက်ပစ်လိုက်
မောင်ကလေးမောင်သူခက်ပြေးပြေးထိုင်ချလိုက်သည်ကျမကိုအခက်ခက်သလိုမျက်နှာချင်းဆိုင်၍ကြည့်နေသည်ကျမမောင်ကိုတအားဖက်တွယ်ပြီးမောင်ပါကိုနမ်းလိုက်သည်မောင်မပြုံးမှရုံးလည်းမရိုးမှထို့နောက်မောင်နှခမ်းကိုကျမနမ်းပါသည်ပထမတော့မောင်ခက်တီတီငြိမ်သက်နေသေးသည်နောက်ပိုင်းကျမမျက်နှာကိုတွန်းဖယ်လျက်ပြုံးလာပါသည်မောင်ပါပြောတော့မည်ကိုသိနေသောကျမကလည်းမောင်ကိုတအားပြန်ဖယ်၍မောင်နှခမ်းကိုနမ်းမြန်သည်ဖယ်ပါကွာနင်းလည်းနမ်းတတ်ပဲနဲ့အံ့မနမ်းတတ်ပါမောင်မနေနိုင်တော့ပါကျမကိုတင်းကျပ်နေအောင်ဖက်ဖွေပြီးအတန်ထွက်အောင်ရဲမောနေပါတော့သည်မောင်စိတ်ကောက်ပြေးနေပါပြီတော်တော်ဦးတဲ့ကောင်းပါလေမောင်ကကျမကိုရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားရင်ရေတံဟဟနဲ့စသည်ကျမမနမ်းတတ်သည်ကိုရည်ရွယ်ပြောခြင်းဖြစ်ပါသည်ဟုတ်ပါရဲ့နော်နန်းနေဆိုတာဒီလောက်ခက်မဲရီစားထားမှသိတော့တယ်အိုးဘယ်မှခက်လို့လဲနင်းကိုကအတာတုံးတာပြောပြီးမောင်တဟဟရဲသောအခါကျမသိပ်ရှက်သွားခဲ့ပါသည်